Premier League ပွဲစဉ်39ရဲ့အကျိတ်နဲ့အရှိဆုံးပွဲစဉ်တစ်ပွဲဖြစ်တဲ့ Manchester United နဲ့ Nottingham Forest တို့ရဲ့ပွဲစဉ်ဟာအင်ကွင်း Old Trafford မှာဂိုးမိုးရွာသွန်းမှုတွေနဲ့ VAR အငင်းပွားမှုတွေနဲ့အတူ3ဂိုး2ဂိုးဆိုတဲ့ရလဒ်နဲ့ပြီးဆုံးသွားခဲ့ပြီဖြစ်ပါတယ်။အားလုံးဝနာရှင်ပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာ။ပွဲစလို့9မိနစ်အတွင်းမှာပဲတကွင်းလုံးကလှုပ်ခုတ်ရှားရှားဖြစ်သွားပြီးတော့လူရှော့ကအဝေးကနေအပိုင်ကန်သွင်းပြီး United အတွက်ဖွင့်ဂိုးတစ်ခုကိုရှာဖွေပေးနိုင်ခဲ့တယ်လို့အင်ကွင်းပရိသတ်တွေအတွက်လည်းတောင်းဖြတ်ဖြတ်နဲ့အားပေးခဲ့ကြတာဖြစ်ပါတယ်။ဒါပေမဲ့ဒုတိယပိုင်းမှာတော့ပွဲကပိုပြီးကြီးကောင်းလာခဲ့တယ်လို့ပြောရမှာပါ။ပွဲချိန်52မိနစ်မှာတော့ Forest အသင်းက Morato ချေပကိုသွင်းယူပေးခဲ့လို့ပွဲကတကူးဖြစ်သွားခဲ့ပါတယ်။ဒီပွဲရဲ့အလှည့်ပြောင်းတဲ့အငင်းပွားစရာအကောင်းဆုံးအခိုက်အတန့်တွေကတော့ပွဲချိန်54မိနစ်မှာဖြစ်ပေါ်ခဲ့တာပါ။ကူညာသွင်းယူလိုက်တဲ့ဂိုးဟာဟန်ဘောဖြစ်နေလားဆိုပြီး VAR ပြန်စစ်ပေးခဲ့ပေမဲ့ဒိုင်လူကြီးကတော့ဂိုးဖြစ်သတ်မှတ်ပေးခဲ့လို့ Forest အဖွဲ့သားတွေကွင်းပေးမှာဒေါသတကြီးနဲ့အော်ဟစ်ခဲ့ကြပြီးတော့ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်အပေါ်အတော်လေးဒေါသထွက်ပေါက်ကွဲခဲ့ကြပါတယ်ဒါပေမဲ့ United ကလက်မလျှော့ဘဲနဲ့စက်တိုက်ဖိအားပေးခဲ့လို့ပွဲချိန်85မိနစ်မှာ MMO ကတတိယဦးဆောင်ဂိုးကိုသွင်းပေးခဲ့ပြန်ပါတယ်အဲ့တော့2မိနစ်ကြာမှာတော့ Forest Back က Gabe White ကနောက်ထပ်ခြေပဂိုးတစ်ခုကိုထပ်သွင်းခဲ့လို့ပွဲပြီးအထိရေတမမနဲ့စောင့်ကြည့်ခဲ့ကြပါတယ်ဒီပွဲမှာတော့ကွင်းလေလူ Bruno Fernandes ကဒီယာဒီမှာသူ့ရဲ့အကြိမ်20မြောက်ဂိုးပန်တီမှုကိုပြုလုပ်နိုင်ခဲ့ပြီးတော့စံချိန်သစ်တစ်ခုကိုစိုက်ထူနိုင်ခဲ့ပြီးဖြစ်ပါတယ်ဒီပွဲရဲ့အထူးခြားဆုံးအစီအစဉ်ကတော့ United ရဲ့4နှစ်ကြာကစားခဲ့တဲ့ဝိုင်းရင်ကွင်းလေလူ Casemiro ရဲ့ Old Trafford နောက်ဆုံးနှုတ်ဆက်ပွဲပါဖြစ်နေခဲ့တာပါပွဲချိန်မိနစ်80မှာတော့လူစားလဲခံရတဲ့ Casemiro ဟာပရိသတ်တွေအားလုံးကိုမတ်တရပြီးဂုံပြူလက်ခုပ်တီးခဲ့ကြသလိုပွဲပြီးမှာတော့ယာယီနီးပြ Michael Carrick ကလည်းကလပ်ရဲ့အနာဂတ်အတွက်ရင်ဖွင့်စကားပြောကြားသွားခဲ့ပါတယ်အခုဆိုရင်တော့ Michael Carrick လည်းအမြဲတမ်းနီးပြချုပ်အဖြစ်2နှစ်စာချုပ်ချုပ်ဖို့ကလပ်ဘက်ကပြင်ဆင်နေပြီလို့သိရပါတယ်ဒီလိုလှည့်ပြောင်းနေ drama တွေနဲ့ပြည့်နှက်နေတဲ့ပွဲစဉ်ပြီးမှာတော့ Manchester United ဟာလာမယ့်ရာသီ Champions League ဝင်ခွင့်ကိုတေချာပေါက်ရရှိသွားပြီဖြစ်ပါတယ်အခါဝါသာရှင်ပရိသတ်များခင်ဗျာဒီနေ့အငင်းပွားစရာဖြစ်ခဲ့တဲ့ကူညာရဲ့ VAR ဂိုးအပေါ်ဘယ်လိုမြင်ကြပါလဲပြီးတော့ Old Trafford ကိုနှုတ်ဆက်သွားတဲ့ Casemiro ရဲ့နေရာမှာဘယ်သူကိုအစားထိုးရင်အကောင်းဆုံးဖြစ်မလဲဆိုတာကတော့ comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ကြပါဦးခင်ဗျာအခုလိုစိတ်ဝင်စားဖွယ်အားကစားသတင်းတွေကိုနေ့စဉ်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်တို့ရဲ့ channel ကို like and subscribe လုပ်ထားဖို့မမေ့ပါနဲ့ခင်ဗျာအသစ်တင်တဲ့ဗီဒီယိုတွေကိုလည်းစဉ်ဆက်မပြတ်ကြည့်ရှုလို့ရအောင်လို့ notification bell လေးကိုတစ်ခါတည်းနှိပ်ပြီးအားပေးခဲ့ကြပါဦးခင်ဗျာဗီဒီယိုကိုအဆုံးထိကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကောင်းမွန်သောနေ့လေးတစ်ခုကိုပိုင်ဆိုင်နိုင်ပါစေခင်ဗျာ